မင်္ဂလာပါရှင် PSM News ရဲ့ဇွန်လ23ရက်နေ့အတွက်ပြည်내နေတိုင်းတိတိကမိုးလေဝသခန့်မှန်းချက်တွေကိုတင်ပြပေးသွားပါမယ်။မြန်မာနိုင်ငံကုန်းတွင်းပိုင်းဒေသအများစုမှာလာမယ့်48နာရီအတွင်းမိုးရွာသွန်းမှုခေတ္တလျော့နည်းသွားနိုင်မယ့်အခြေအနေရှိနေပါတယ်။အထူးသဖြင့်ဖိလစ်ပိုင်ပင်လယ်အတွင်းဖြစ်ပေါ်နေတဲ့တိုင်ဖွန်းမုန်တိုင်းရဲ့ဆွဲယူမှုကြောင့်လေထုစနစ်များပြောင်းလဲကမြန်မာနိုင်ငံအလဲပိုင်းရှမ်းပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာလေထုအဆူတက်တွေလျော့နည်းသွားတာကြောင့်မိုးနယ်သွားပြီးနေရာကွက်ကြားတာမိုးနှဲငယ်ရွာသွန်းနိုင်ပါတယ်။ဒါပေမဲ့ကံရိုးတန်းဒေသတွေမှာတော့မုတ်တုံမိုးဟာပုံမှန်အတိုင်းပဲဆက်လက်ရွာသွန်းနေမှာဖြစ်ပြီးချင်းပြည်နယ်၊စကိုင်းတိုင်းထပ်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာတော့မြန်မာနိုင်ငံမြောက်ဘက်ကမုတ်တုံမြောင်းနှံရဲ့အရှိန်ကြောင့်မိုးတင်းတင်းကနေနေရာကွက်ပြီးမိုးများနိုင်တဲ့အခြေအနေတွေရှိနေဆဲဖြစ်ပါတယ်။ထိုင်းမိုးလေဝသဌာန TMD ရဲ့ဒီနေ့မနက်ပိုင်းထုံနောက်ဆုံးရဂျိုးရုတပ်ပုံများအရရခိုင်ကံရိုးတန်းမြောက်ပိုင်းနဲ့အိန္ဒိယဘင်္ဂလားဒေ့ရှ်နယ်စပ်တကြောတို့မှာမိုးအားကောင်းမဲ့တိမ်တိုက်ကြီးတွေထူထပ်စွာဖြစ်ပေါ်နေတာကိုတွေ့ရသလိုမြေပြင်လေဖိအားပြမြေပုံတိုင်းထွာချက်များအရလည်းမြန်မာနိုင်ငံအလဲပိုင်းနဲ့အောက်ပိုင်းဒေသတွေအပြင်ကပ်ပလီပင်လယ်ဘင်္ဂလားပင်လယ်အလဲပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာလေဖိအားမြင့်မားနေတာကိုတွေ့ရှိရပါတယ်။အိန္ဒိယမိုးလေဝသဌာန IMD ရဲ့ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အလဲပိုင်းနဲ့မြောက်ပိုင်းဆက်ကြားမှာအထက်လေဝေလိုင်းတစ်ခုစတင်ခြေတည်နေပြီးအနောက်ဘင်္ဂလားပြည်နယ်ကနေဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းထိမုတ်တုံမြောင်းနှံတစ်ခုတွေ့တန်းတည်ရှိနေပါတယ်။အဆိုပါမုတ်တုံမြောင်းနှံတည်ရှိရာဒေသတွေနဲ့မြန်မာနိုင်ငံကုန်းတွင်းပိုင်းဘက်အထိလေပြင်းနဲ့လိုင်းများဆက်လက်စီးဆင်းနေစေဖြစ်တာကြောင့်ဒေသလိုက်မိုးရွာသွန်းမှုအနည်းငယ်ကွဲပြားနိုင်ပေမဲ့ဖိလစ်ပိုင်ပင်လယ်ကတိုင်ဖွန်းမုန်တိုင်းဆွဲအားကြောင့်ကုန်းတွင်းပိုင်းဒေသတချို့မှာမိုးခေတ္တလျော့နည်းနေမှာဖြစ်ပါတယ်။ဒီနေ့မှာတော့ရခိုင်ပြည်နယ် AR တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းမွန်ပြည်နယ်နဲ့နေပြည်တော်တို့မှာနေရာနှံပြမိုးနှံငယ်ရွာသွန်းနိုင်ပြီးစကိုင်းတိုင်းထပ်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာတော့နေရာစိတ်ကနေနေရာနှံပြမိုးရွာသွန်းနိုင်မှာဖြစ်ပါတယ်။အထူးသဖြင့်စော်လော်တနိုင်းဖားကန်ခန်းဒီစားတဲ့ဒေသတွေအပြင်ကချင်စကိုင်းမြောက်ဖျားဝိုင်းနယ်စပ်တစ်လျှောက်မှာမိုးများရာကနေမိုးလွန်များနိုင်ကရှင်ပွေရန်ဝန်းကျင်မှာတော့တနေ့တောင်မိုးရေချိန်9လက်မဝန်းကျင်ရရှိနိုင်တဲ့အထိမိုးလွန်များနိုင်မှာဖြစ်ပါတယ်။ချင်းပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာစိတ်တနင်္လာရီတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာကျဲကျဲမိုးနှဲငယ်ရွာသွန်းနိုင်မှာဖြစ်ပြီးကြံပြည်နယ်နဲ့တိုင်းတွေမှာတော့မိုးရွာသွန်းနိုင်မှုလျော့နေနေနိုင်ကမိုးတိမ်တောင်တွေကြောင့်နေရာကွက်ကြောင့်မိုးတကြုံရွာသွန်းနိုင်ပါတယ်။နောက်နေ့အတွင်းမှာတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာမိုးပုံနေဦးမှာဖြစ်တယ်လို့ AR တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနေပြည်တော်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးနှဲငယ်ရွာသွန်းနိုင်မှာဖြစ်ပါတယ်။ရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်နေတဲ့မိုးကောင်းမျိုးကနန်ရင်ချောင်းနဲ့နန်ကောင်းချောင်းတို့ဟာစိုးရိမ်ရေမှတ်အထက်ကိုကျော်လွန်ရောက်ရှိနေပြီးနောက်24နာရီအတွင်းအနည်းငယ်ပြန်လည်ကျဆင်းသွားနိုင်ပေမဲ့စိုးရိမ်ရေမှတ်အထက်မှာပဲဆက်ရှိနေဦးမှာဖြစ်ပါတယ်။မြန်မာနိုင်ငံတဝက်လုံးကအဓိကမြေမှတ်တွေဟာဆက်လက်မြင့်တက်နေစေဖြစ်ပြီး AR မြေဟာမြေထက်ပိုင်းဒေသတွေမှာအောင်လံမျိုးအထိ၄လက်မဝန်းကျင်ကနေ၈လက်မဝန်းကျင်အထိအသီးသီးမြင့်တက်နိုင်တယ်လို့မြေအောက်ပိုင်းဒေသတွေမှာတော့ပြည်ကနေစလွန်အထိတပေကျော်ဝန်းကျင်အထိအသီးသီးမြင့်တက်နိုင်မှာဖြစ်ပါတယ်။ချင်းတွင်းမြေရွှေကျင်းမြေငဝုံမြေတို့ကတော့အနည်းငယ်စီမြင့်တက်နိုင်ပြီးဒုထောက်ရီမြေမြစ်တာမြေစစ်တောင်းမြေပဲခူးမြေတန်လွင်မြေတောင်ရင်းမြေတိုးမြေနဲ့ဘီလင်းမြေတို့ကတော့အနည်းငယ်ပြန်ရော့ချနိုင်ပါတယ်။ပင်လယ်ပြင်ချင်းတွေမှာတော့မြို့ဝကျွန်းပေါ်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတနအီ25မိုင်ကနေမိုင်30အထိလေပြင်းတိုက်ခတ်နိုင်ပြီးလိုင်းတင်းတင်းကနေလိုင်းကြီးနိုင်ပါတယ်။လိုင်းမြင့်မှာမြို့ဝကျွန်းပေါ်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ9ပေကနေ9ပေခန့်ရှိနိုင်ပြီးမုတ်တမခွေမုတ်တလင်းသာကြီးကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ6ပေကနေ10ပေခန့်ရှိနိုင်တာကြောင့်ကန်ဒီကန်ဝေးရေလုံသားတွေအနေနဲ့အထူးသတိပြုသွားလာကြဖို့အကြံပြုတိုက်တွန်းလိုက်ရပါတယ်ရှင်။ PSM ရဲ့ပြည်သက်များရှင်မိုးလေဝသဖြစ်စဉ်တွေဟာများသောအားဖြင့်80%ခန့်သာမှန်နိုင်ပြီးအချိန်နဲ့မျှပြောင်းလဲနိုင်ပါတယ်ဆိုတာကိုတင်ပြရင်းဒီကနေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုဒီမှာပဲရန်နာပြစီရှင်။ကျမတို့ရဲ့မိုးလေဝသအခြေအနေတွေကိုနေ့စဉ်စောင့်ကြည့်နေတဲ့ပြည်သက်တွေနဲ့အတူမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးသဘာဝပြီးဆရာနာရှင်ပြီးတို့မှကင်းဝေးပြီးကိုယ်စိတ်နှပါကျန်းမာရှင်လန်းချမ်းမြေကြပါစေရှင်။